အဝတ်စာရွေးတဲ့အခါအသားလေးအေးပြီးနုနုအေးအေးလေးတွေမှာကြိုက်တဲ့ကောင်မလေးတွေအတွက်ချီနုတာအေးအေးလေးရောက်တယ်နော်ဒီချီနုလေးကလေဝတ်လိုက်ရင်အသားလေးအေးပြီးတော့အိနေရောပဲထိုင်းချီနုတာလေးမို့လေပေါ့ပပလေးနဲ့အသားပါမှလည်းလုံးဝမပူရအောင်နော်ဒီချီနုဝမ်းဆက်လေးကလေဘိုင်းကောင်းကြောက်ပြီးနဲ့ချစ်စရာကောင်းတဲ့ကောင်မလေးတွေအတွက်ထုတ်ထားတယ်လို့ပဲအရန်ကိုမှချစ်စရာကောင်းလို့လေကဲကြည့်ဘလောက်တောင်မှချစ်ဖို့ကောင်းလဲရင်တို့နေရာမှာလဲစာတန်း3တန်းလေးနဲ့တိတ်တိတ်တက်တက်ချုပ်ပေးထားတဲ့အပြင်အုံးခွန်ကျဲသီးလေးတွေကလည်းချစ်စရာလေးနော်လက်လေးကလည်းလက်ခတ်ဝဲဝဲနှစ်ထပ်ဒီဇိုင်းလေးမျိုးဝတ်လိုက်ရင်မိန်းကလေးဆန်ဆန်နဲ့ပေါ့ပပလေးဖြစ်စေမှာနော်ပေါင်းမီလေးကလည်းဘီအခြေ39ထိပါပြီးတော့စိုက်ပြည့်ကွာပြည့်နဲ့အောက်နားအဝလေးကလည်းကြဲကြဲလေးလုပ်ပေးထားတယ်နော်အသားလုံးဝမပါတာမို့လို့စိတ်ချလက်ချယူနော်ခါမြော့လေးကလည်းမြော့အပြားလေးနဲ့သုံးပေးထားလို့ခါမအရာထင်မာတွေလုံးဝမပူအောင်နော်ကဲဘာလို့သေးလဲမြင်မြန်တာအော်လာလာမလိုက်တော့နော်